လူပြေမှာကွာတဲ့သာယသမီးစီးပွားရေးနဲ့သောကောပိဒကလာရောင်းရဝယ်ရင်းနဲ့ချင်းကုန်းပိဒကလာနေကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဒုစရိုက်တွေနဲ့အသက်မွေးပြီးမူသားတွေပြောလိုက်အမျိုးမျိုးဘုံဘုံညာမလဲပဲနဲ့ခန္ဓာညာမလဲပဲနဲ့လောက်ကင်စားဆောင်နေကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေပဲသွားတယ်လေငါမြင်တယ်ကွာသူစရိုက်တွေလုပ်ပြီးဒီကလာသူတော်ကောင်းလုပ်ပြီးဒီကလာသွားကြတဲ့ပုဂ္ဂိုလ်တွေဥပဒနာလုပ်ပြီးနိဗ္ဗာန်သွားကြတဲ့ပုဂ္ဂိုလ်တွေလည်းငါမြင်တယ်ကွာတို့တော်ဒီပဲသွားတဲ့ပုဂ္ဂိုလ်ကများတဲ့အတွက်များတဲ့ပုဂ္ဂိုလ်ကြောင့်ငါရှိဥစွာပြောမယ်သူပြီးဘုရားသခင်ကိုရမေကြီးကသာဝတိပြည်ဒီတွင်ကြောင်းမှာပဲပြောလိုက်ဒီသူစရိုက်တွေနဲ့တာယသမီးစီပွားရေးနဲ့ချင်းကုန်ပြီးဒီကလာသွားတဲ့ပုဂ္ဂိုလ်မှာတဲ့အပေလေးပါယမမင်းစီရောက်တယ်ကွာယမမင်းစီရောက်တဲ့အခါကျတော့ယမမင်းကဒီပုဂ္ဂိုလ်တွေနေရာတွေကဖမ်းပြီးယမမင်းစီပြကြတယ်တခါတည်းကနေဒကာဓမ္မလူပြေကသုတိသီနဲ့ပြန်နေတဲ့အပေမှာဘွားနဲ့အပေကောင်ကြီးသွားဖြစ်ဖြစ်ပြီးနေတဲ့ငရဲရင်းတွေကဖြစ်ရခန္ဓာနေပြီးလက်မောင်းတွေဟိုဘက်ဒီဘက်ဆွဲတဲ့ပြီးယမမင်းစီပြကြတယ်ကွာယမမင်းကပြောလိုက်တယ်တဲ့ယမမင်းကြီးဟောဒီလူပြမှန်းရပါပြီလူပြေကဒုစိတ်ဒုဝဇီဝတွေအသက်မွေးလာတဲ့ပုဂ္ဂိုလ်ပါတာယသမီးနဲ့ချင်းကုန်းလာတဲ့ပုဂ္ဂိုလ်ပါဒါတော့ကြောင့်ဒီပဲရောက်လာတဲ့အတွက်ယမမင်းကြီးပြစ်ချက်စစ်တော်မူပါဆိုပြီးယမမင်းကြီးအားလိုက်ပါတယ်အဲ့ဒါယမမင်းကြီးကထုံးစံအတိုင်းစစ်အမောင်လူကလူပြေမှာကလေးလူငယ်လူငယ်လေးတွေကိုကျင်ကြီးကိုကျင်ငယ်မှမသိနိုင်မဲနဲ့ခြေထောက်ကလေးကလန်နဲ့လက်ကလေးတွေကတော့ဟိုလှုပ်ဒီလှုပ်နဲ့ကျင်ကျင်ငယ်တွေစွန့်တာမှသူ့ဟာသူမသိတဲ့ကလေးလေးမင်းမြင်ဘူးရဲ့လားယမမင်းကခွဲကဖမ်းလာတယ်သာယသမီးနဲ့စီဝါကုံစီဝါရေးနဲ့ချင်းကုန်းလာတယ်ကိုစစ်လိုက်မတရားပြန်တမွေးလာတဲ့လူပေါ့ဗျာကျွန်တော်မြင်မှုပါတယ်လို့ခொနဲ့ကငရဲရောက်တဲ့ပုဂ္ဂိုလ်ကထွက်တယ်ဩဒီဒုက္ခကြီးလွတ်ရေးကျွတ်ရေးဆိုတဲ့ဒုက္ခသစ္စာတွေမြင်ပြီးဒီကလာဒီဒုက္ခမှာလွတ်ရရှာမယ်လို့များမောင်းစိတ်တယ်မပေါ်ဘူးလားမေးလိုက်ကျွန်တော်မပေါ်ပါဘူးခင်ဗျာဩရှိဘူးဆိုမင်းမှာသေမဲတမန်ဆိုရဲသေမဲတမန်ဆိုတဲ့ဥစ္စာသေးသေးချာချာဒီကလေးသူငယ်လူငယ်ကကျွန်တော်မှဒုက္ခိတပါဘာမှသုံးကြပါဘူးသူငယ်သူပဲလူပဲနဲ့စားရပါတယ်သူသူငါသူမှကြွနိုင်ပါတယ်ကျွန်တော်ကဒုက္ခသစ္စာ၄ပါးလို့ကလေးကပြောရတဲ့နဲ့မဉ္ဇဉ်ထဲမှာဒီကလေးဖြစ်လာနေတယ်ဒုက္ခသစ္စာလို့မမြင်ဒုက္ခသစ္စာကြီးတွေ့ရလို့ငါရှားမှပဲဆိုတဲ့စိတ်ကမပေါ်တော့အမောင်တဲမေ့ပါလားကောက်ချက်ရေးလိုက်အမောင်တဲမေ့ပါလားတဲ့ကလေးကဒုက္ခသစ္စာဟောနေတယ်ဆိုမင်းကဒုက္ခသစ္စာလို့မထင်လားမထင်လားတဲ့ကမင်းမေ့တဲ့တဲပြင်းတတ်မှာကလားဒကာဓမ္မရယမမင်းကကောက်ချက်ထုတ်ပြီးတောက်ပေါ်ရေးလိုက်တဲမေ့လျောတဲ့ပုဂ္ဂိုလ်ပါလားဆိုပြီးဒီကလာဥဒ္ဒဝီကောက်ချက်ရေးလိုက်မှန်ပါပါကလေးပြပြီးစစ်နော်မှန်ပါပါဒကာဓမ္မတွေပြန်စစ်အောင်ခင်ဗျားတို့တွေ့တယ်ကလေးလေးတွေမြင်မှုကြမြင်မှုပါဗျာရှိကလန်လက်ကလန်နဲ့လေမှန်ပါပါရှင်းကျင်ကလိမ့်လိမ့်နဲ့တော့မြင်မှုပါဗျာဒီကလေးတွေကဒကာဓမ္မတို့သူ့ဘေးလူဘေးနဲ့ကြီးလာခဲ့ရမှန်ပါဗျာသမင်လေးလည်းသူ့ဘေးမှာလူဘေးမှာကိုယ့်အကူရင်စားနေတဲ့စွမ်းရည်သတိမရှိပါဘူးရှိပါဘူးဗျာနိုးလေးပါလေးစားတယ်ငုရတ္တမတော်ပါဒီပြင်ပါရှိသေးမှန်ပါဗျာသူများပေးလိုက်ရင်တောက်ဖို့ပဲမှန်ပါဗျာရှင်းကျင်ကလေးကိုယ့်ဟာနဲ့ကိုလူလိမ့်နေတာပဲမှန်ပါဗျာကိုယ့်ကိုရေးပါပါရေးကြည့်ရသွားရှင်းနေလိုက်ကျွန်းနေမသိနိုင်ပါဘူးဗျာသူများပြမှသူ့မှာပဲသူ့မှာပြီးရမှန်ပါဗျာဘာသစ္စာအဲ့ဒါလေးမြင်တော့ဒီဓမ္မတွေကလည်းဩဒုက္ခသစ္စာ၄ပါးလားလို့ဘုန်းကြီးတို့ဓမ္မတွေကိုမြင်တဲ့ကလေးမြင်သဖြင့်ဒီဒုက္ခသစ္စာမှလွတ်ရရှားပါတော့မယ်ဆိုတဲ့စိတ်ကိုပေါ်ရလားမပေါ်ပါဘူးဗျာတိုင်းကောက်ချက်ရေးရုံမရှိမှန်ပါဗျာရေးပြီဗလားရေးပါကဲအမောင်တယ်မဲပါလားလို့ဒီဘောလုံးရေးပြီမှန်ပါဗျာဓမ္မတို့အမောင်တို့အမတွေဒီဘယ်နဲ့တော့တယ်မေ့ပါလားဆိုတော့ဘာမေ့တာတော့တကယ်သစ္စာမေ့ရပါဗျာကြောက်เสียကောင်းဒကာဓမ္မတို့သစ္စာဟောနေတာဘာမေ့ပါလဲဒ
ခါကျော်ကမေ့ဘူးရဲ့ မေ့ဘူးပါဗျာ မမေ့ဒီကလေးနဲ့ခင်ဗျားတို့ဘုရားရှိခိုးနဲ့ဒုက္ခသစ္စာမထင်တဲ့တင်မှာအညွန်လေးပေါက်လာတဲ့တောင်ဖြစ်သေးတယ်ဖြစ်ပါဗျာရိပ်ပြီလားနဲ့နဲ့ထင်ကြဒါလေးသွားပြီကလားတို့မျိုးတဲ့ဒါညွန်လေးပေါက်လာတာပဲကောင်းကောင်းမွေးကြပါဟာရှာမရှာလေးဖြစ်လာတယ်ဖြစ်မှာဖြစ်ရလေခင်ဗျားတို့ဒုက္ခသစ္စာဟောတာပဲအညွန့်ပေါက်လာတယ်ပဲယူနေတော့သဘောပါကြဒါရအမောင်မေ့လျော့တယ်တဲ့အဲ့တော့မမောင်မေ့တဲ့ပြည့်ဆိုတော့မေ့တာကဝိဇ္ဇာပြည့်เสียသင်္ခါရပြည့်เสียဝိညာဏဆိုတဲ့အပေါ်ဝိညာဉ်ကိုအမောင်ရတယ်သဘောကျမေ့တာကဗါတဲ့ဝိဇ္ဇာကြောင့်ဘာဖြစ်တယ်သင်္ခါရပြည့်เสียဘောဝိညာဉ်တုံးအမောင်မေ့မှုကြောင့်ဟောအမောင်မဲမှုရအဝိဇ္ဇာကြောင့်အမောင်ပြုကျင်တယ်လို့ပြုပြီးနေခဲ့တယ်။ရောင်းကျင်လို့ရောင်းဝဲကျင်လို့ဝဲပြီးနေခဲ့တဲ့အမောင်ရဲ့အပယ်ကိစ္စအပယ်ခံရမယ့်ကိစ္စကိုမောင်အမေပြုပြီးမဟုတ်ဘူး။မောင်အဖေပြုပြီးမဟုတ်ဘူး။ရံပုံသားတွေကလာပြုပြီးမဟုတ်ဘူး။အမောင်ကိစ္စကိုအမောင်သားရင်ဆိုင်တယ်။ဒါကလည်းကောက်ချက်ရေးတာ။တရားဓမ္မတွေကြောက်เสียကောင်းတယ်။မေ့တာကဘာပါလဲမေ့တော့ရောင်းရင်လို့ရောင်းဝယ်ရင်လို့ဝယ်တာကဘာလဲအဲ့ဒီငါနဲ့သုတိမလေးလေးသေလုံးသွားတဲ့ခါကျတော့ဘယ်ဝိညာဉ်မရဘူးကဲဥမာပြိဿသမုပ္ပါဒ်နဲ့ကြတော့ညှင်းလို့ရသေးမေ့ပြဘယ်လောက်သိနေဆိုတော့ပေါ်ရမေ့ပြအပယ်လို့ကိုရောက်ပါတယ်ခင်ဗျားတို့ကမေ့သွားတယ်နော်သိခါမှာမရဘူးအပယ်ကမရဘူးရင်းပြီလားကျုပ်ကမေ့သွားတယ်ဝါပေးမယ်ဆိုတာကျုပ်ဂရိတော်ရှိပါတယ်အိမ်ရောက်တော့ကိစ္စတွေအများကြီးလို့မေ့သွားတယ်ဒီကသိခံလိုက်ပါအောင်ကိုကိစ္စမရှိပါဘူးကိုလူချင်းကိုတည်းကအပယ်တော့မေ့သွားတယ်ဆိုတာဝိဇ္ဇာသင်္ခါရဝိညာဉ်မတတ်နိုင်ဘူးဟဲ့ညိရမှာတခါတည်းပါလေအဝိဇ္ဇာဒီဥသောကြောင့်ကသင်္ခါရသိကြလို့သင်္ခါရကဘာလို့အပေါ်ဝိညာဉ်ကိုသိကြလို့မှဒီဥစ္စာတရားဓမ္မမေ့သွားလို့မရဘူးဒါဖြင့်မေ့မှုကြောင့်ပြုကျင်လို့ပြုတယ်ပြုကျင်လို့ပြုလို့ရောက်ချင်လို့ရောက်ရကျင်လို့ရရှင်းမလားဒါကြောင့်အရိယာဓမ္မသိရကြီးတယ်ဆိုတော့မမေ့တာကအရိယာဓမ္မမေ့တာကမိစ္ဆာဓမ္မပေါ်ကြခိုင်းတာနဲ့ပထမစစ်ချက်မှာဖြင့်အမောင်မေ့ပြဟာအမောင်သားရင်ဆိုင်တယ်ဆိုပြီးကောင်းလို့ချက်ရေးလိုက်ပါဒကာဓမ္မတွေကမေ့ဘူးကြရလားဘယ်သူဆိုင်မှလဲရေးပြီဒီပဲလေးကဘယ်သူဆိုင်လဲဒကာဓမ္မတို့မေ့တယ်လူဆိုင်တယ်ဒီထဲမမေ့တယ်လူကလည်းတော့ရှားမရှားဘူးလားရှားတယ်တဲ့ဒါဖြင့်ဒကာဓမ္မတို့အရိယာဓမ္မမေ့နေကြပြီဒါနဲ့ဒုတိယရုံးနဲ့ပဲတဲ့ကိုကဲကွာကြစီဆိုတဲ့အမိတ်မချသေးဘူးဒုတိယမေးအမောင်နိုင်ရွကျဲတဲ့နဲ့တောင်မွေးအပေါ်လုံးနေတဲ့ခါကိုင်းနာထိုင်နေတဲ့ပုဂ္ဂိုလ်များအမောင်လူပြည့်မြင်ဘူးလားမြင်ပါတယ်ခင်ဗျာဩဒါသရဒုက္ခဆိုတာကမင်းမသိဘူးလားဥဒါတော့သိတယ်ဒုက္ခသစ္စာတော့မသိဘူးဒီလိုပဲအိုသွားလို့ရှိရင်မအိုရရှာမယ်ဆိုတဲ့စိတ်ကလေးများကိုမဲ့ခင်စိတ်ကလေးများကိုမပေါ်ဘူးလားမပေါ်ပါဘူးဘောင်တဲမေ့ပါလားလာပြန်ပြီဒီကဓမ္မတွေအိုတွေတွေ့ဒီကဓမ္မတွေဟိုတဲ့ပုဂ္ဂိုလ်တွေတွေ့တဲ့အခါကျလို့ရှိရင်မိုးကလုံးမှာပဲဆိုတဲ့စိတ်ကိုလာကြရလားတဲမေ့ပါလားဒါပဲရှိတော့ရိပ်ပြီလားမေ့တာကပါပါလေဝိဇ္ဇာပြည့်စရာသင်္ခါရပြည့်စရာအပေါ်ဝိညာဉ်ကဲခမည်းတော်မေ့တာနည်းနည်းသက်သာလားဒကာဓမ္မတို့သက်သာပါဘူးကြောက်เสียသိကောင်းမှန်တယ်ဒါလျှော့ဟောလို့ရှိရင်ဘုန်းကြီးပဲရောက်မှာနော်ဒီကထွေတော်ဥဒ္ဓမောင်တို့လျှော့ဟောရင်ဘုန်းကြီးပဲရောက်ဓမ္မကိုအရမလို့ဟောရရောက်ဒါကြောင့်ဒီထဲမှာဘုန်းကြီးမရင်းတဲ့ဓမ္မတွေတရားမှမပါဘူးလျှော့ဟောတယ်အကုန်ပဲကြမယ်ဒီပရိစ္ဆာသမုပ္ပါကဘုရားသားလို့မရပါဘူးဆိုတယ်
ရိစ္ဆသမကိုယ့်အဖို့ခံဝိဇ္ဇာပြည့်စရာသင်္ခါရပြည့်စရာဘယ်ဝိညာဉ်မှလဲခဲတာမေ့ပြည့်ဗျာဝိဇ္ဇာဆိုတာမေ့တာရှင်းမလားဒါဘုရားနိုင်နော်အဲ့ဒါကြောင့်အမောင်းမေ့ပြည့်ဟာအမောင်းသာလင်ဆိုင်တယ်ဒုတိယကောင်းထုတ်ချက်ရေးလိုက်သဘောကျကြကြောက်เสียဘယ်လောက်ကောင်းခင်ဗျားတို့အဲ့ဒီကြစစ်ခံရအောင်မလို့ဒကာဓမ္မတွေစစ်ခံရပါဘုရားမျိုးလုံးဝင်ကြည့်ရင်ကိုဒီကသေးတယ်ဘယ်လိုကြောက်เสียကောင်းလဲလို့သိနေတဲ့ယမမင်းကြီးကလိန်ရမှာပွဲရမှာတော့ဝိပါရီရဲ့အမှန်ကြီးပြောရသဘောကျကြကဲဒါနဲ့ပဲအမောင်ရဲ့တဲ့ဒီဥစ္စာအမောင်ပြုတ်တဲ့အမောင်မေ့ပြဟာအရိယာဓမ္မတွေအမောင်မေ့နေတဲ့မေ့ပြဟာဖြင့်မဲမေလည်းမဆိုင်ဘူးမင်းလည်းမဆိုင်ဘူးမဲသားမရလည်းမဆိုင်ဘူးမင်းတို့ကျွေးနေတဲ့သာသမီများလည်းမဆိုင်ဘူးရဟန်းသားကြီးလည်းမဆိုင်ဘူးဆွေမင်းညာလည်းမဆိုင်ဘူးအမောင်မေ့ပြဟာအမောင်သားရင်ပိုင်တယ်ဆိုပြီးဒါပြီထုတ်ပြသဘောကျဝိညာဏထုတ်ပြဝိညာဏဆိုတာအပေါ်ဝိညာဉ်မဲပဲကြမယ်ပြောချိုက်ဘယ်နှချက်ရှိသွားဒါနဲ့မရှိတဲ့လေးပေါ့ပြုံးနဲ့ပဲကြစီဆိုတဲ့ဒီမချသေးပါဘူးအမောင်းနဲ့လူပြည်မှာနေတဲ့အခါကျတော့ရာဇဝမဲနံတဲ့ပုဂ္ဂိုလ်တွေများမင်းမြင်ဘူးရဲ့လားလက်ထက်ကပိကလာကျင်းနေနေမြင်းလုံးနေနဲ့ဖြေပါလိမ့်ပြီးဒီကလာစစ်တာတွေအင်ကြီးတော့ဘုံဘောအမိုးဘောနဲ့ကျိုးနဲ့ဆွဲပြီးကောင်းတန်းလန်းအောက်မှနေပြီးစစ်တာတွေကိုမောင်းမြင်မှုရလားမြင်မှုပါလေ။အော်မကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်များဒိဋ္ဌဓမ္မကျိုးပါလားအရိယာဓမ္မမရသေးသေးဒီသံဃာဒီလိုလည်းနေမှာပါလားလို့မင်းဒီလိုအရိယာဓမ္မများလုံးမယ်လို့မတွေးမိဘူးလား။ကြားတော့ကြားဖို့ပါမတွေးမိဘူး။အမောင်တဲ့မေ့ပါလား။ဒကာဓမ္မတို့ဘယ်လိုလဲဆိုချက်တင်လိုက်ပါမေ့တဲ့မေ့ပါလားဟိုမှာလက်တွေ့တရားဟောဆရာရှိပါရဲ့သဏ္ဍာန်မကောင်းမှုကဒိဋ္ဌဓမ္မကျုပ်ပေးတဲ့တဏှာမာတိတဲ့ကြီးကျယ်တဲ့ကျုပ်ပေးရလိမ့်မယ်ဆိုတော့ဥစ္စာမင်းသတိထားပြီးကာလအရိယာလုံးများလုံးဖြစ်ပါရဲ့လားဒီတိုင်းမေ့တာကျွန်တော်မလုံးဖြစ်ပါဘူးမှန်မဲ့ပြရနော်ဒေဝဒုဒ္ဒပုတ်တဲ့ဒကာဓမ္မတို့ဒေဝကနတ်ဒုဒ္ဒကဓမ္မံပေါ့ဗျာတခါလေကိုယ့်ရှိမှဓမ္မတွေရောက်ပြီးဒီကာလဗိမဲဓမ္မတွေရောက်ပြီးဒီကာလဒကာဓမ္မတို့စစ်ဆေးတဲ့တရားသဘောပါအမောင်တဲ့မေ့ပါလားဆိုတော့အဲ့ဒီအမောင်မေ့ပြဟာဖြစ်အမောင်တယောက်ပဲဆိုင်တာအမေလည်းမဆိုင်ဖေလည်းမဆိုင်မောင်လုံးကျွေးတဲ့သာသမီတွေလည်းမဆိုင်ဘူးမောင်ရွှေပေါ်ရတယ်ထားတဲ့မောင်သာသမီခင်မုံမတွေလည်းမဆိုင်ဘူးဘေးကရာပုံများတွေလည်းမဆိုင်ဘူးအမောင်သားရင်မေ့ပြသင့်တယ်ဆိုပြီးဒါပဲကြအဝိဇ္ဇာပြည့်စရာသင်္ခါရပြည့်စရာဝိညာဏဆိုတာတော်ဝိညာဉ်မောင်မေ့ရမယ်ကဲဒကာဓမ္မတို့ဘယ်နှရှိရှိမောင်နဲ့ပြန်စစ်ပြန်လူပြေသွားတဲ့ခါကျတော့ကွာတဲ့ဒီကဆေးကွက်တွေကဝိုင်းလို့သူ့ဘဝမှာသူမဖုံးနိုင်တဲ့လူနာများမြင်ဘူးရလားကွာသူ့ရင်မှာသူမတော့နိုင်သူ့ကျင်ချင်းမှာသူမသုံးသင်နိုင်အဝတ်တွေမှမဖုံးနိုင်ငကိုဖုံးလာတဲ့တွေဟာအချက်ကြောက်တွေတောင်မှမလုံးကြုံအောင်ဖြစ်လာတဲ့လူမာများမမြင်ဘူးရမြင်ဘူးပါရဲ့ဒါရလည်းမြင်ဘူးတဲ့ဩဒါလည်းဗျာဒီမောမိဗျာရိနာတိတောတိဆိုတဲ့တဲ့ဒါမလွန်နိုင်တဲ့တရားပဲအဲ့တော့လွန်ရဆိုတဲ့နိဗ္ဗာန်ရောက်ကြောင်းအရိယာဓမ္မဖြစ်တဲ့မဲ့ခင်လို့မောင်လုံးမယ်လို့များသူ့မြင်တော့ပေါ်ဘူးလားကျွန်တော်မပေါ်ပါဘူးခင်ဗျာဒကာဓမ္မတွေကပေါ်ကြရှိပါသေးတယ်ခင်ဗျားတို့အပယ်ပါပဲတော့ကြောက်ကြကောင်းတယ်အတော်ကြောက်ကြကောင်းတယ်နော်ဒါအခုပြောတဲ့တရားတွေဒကာဓမ္မတို့မြင်နိုင်တရားဟောဆရာဖြစ်မှမဲ့ခင်လို့ဖြစ်မှာမဲ့ခင်လို့ဖြစ်လို့ဖြစ်ရင်ခင်ဗျားတို့ကဲမဲ့ယူမဲ့လို့ရှိပါတယ်တွေ့ရတာနဲ့မဲ့သေးကြတာမဲ့ခင်ရှောင်လို့ရှိရင်ဖြင့်အပယ်ဆောင်ရတော့မှာပဲသဘောကျဒါဖြင့်ဒကာဓမ္မတို့မေ့ဖြစ်ဒီဒကာဓမ္မတို့ပရိစ္ဆေသမုပ္ပါဒ်နဲ့ချပြပါလေမေ့တာကဘာလို့ဝိဇ္ဇာပြည့်စရာသင်္ခါရပြည့်စရာအပေါ်ဝိညာဉ်ဆိုတော့ဒကာသိဒါကဘယ်သူရှောင်လို့ရတယ်မပါဘူးသူကတွေ့တာမေ့ပြနော်သူကမောင်တာပါမေ့တာပါဝိဇ္ဇာပြည့်စရာဒါကတော့ဘယ်သူကမှတကံွယ်လို့ကိုရရတယ်
သင်္ခါရဖြစ်ရင်အပေဝိညာဉ်ဖြစ်ရမဖြစ်ပါနဲ့ဆိုလို့ဘုရားတားလို့လည်းမရဘူးရှင်းမလားဘုရားတားလို့သာရမယ်ဆိုရင်ဖြင့်သိက္ခာမင်းသားဖြစ်စဉ်ကတော့ကရတော်ရပေသုဘဗုဒ္ဓရှိသားယောဂမဆိုတာအမိမိပါပဲအဲ့ဒါပဲသွားတာတန်းနိုင်ရဝိရပိစ္ဆသင်္ခါရလှုပ်ချိုက်တာရိပ်မိကြသဘောပါကြဒါဖြင့်ပရိစ္ဆသမုပ္ပါကိုဘုရားမတန်းနိုင်တရားကတန်းနိုင်ပရိစ္ဆသမုပ္ပါကိုဘုရားကသံဃာကတရားကဒါဖြင့်အရိယာမဲ့ခင်တရားခင်ဗျားတို့မလို့မဖြစ်ဘူးပေါ်ကြကဲတခါကျွေးလာကြပြီတဲ့ဒီတိုင်းအပေခဲကွာဒီကောင်းလေးအပေတော့ဆွဲချိုက်ပါတော့လို့နောက်ကစောင့်နေတဲ့ငရဲလေးတွေမပြောသေးဘူးမင်းကကွာတဲ့လူပြည်မှာမသာမဲပို့ဘူးပါရဲ့ပို့ဘူးပါလေခင်ဗျာဘုရောင်ပြီးဒီကလာအကောင်းလေးအစင်းလေးပြက်ပြီးဒီကလာနေတဲ့အတုပါကြီးများမင်းမြင်မှုရတာကွာမြင်မှုပါလေခင်ဗျာတော့မြင်မှုတဲ့အခါကျတော့ဒီလိုလိုရမင်းရှာမယ်လို့အရိယာစိတ်ကလေးများမပေါ်ဘူးလားမပေါ်ပါဘူးတဲ့သေမျိုးမို့သေးတယ်ပဲအောက်မိတ်တယ်သွားပါရဲ့ခင်ဗျားတို့လည်းဒီတိုင်းပါပဲခင်ဗျားတို့မသာဘူးတော့အော်သေမျိုးကသေမှာဘူးဘာမှအရိယာဓမ္မပဲလှည့်လေးမလဲဒီလိုဖြင့်သေပြီးငါမသေးရရှာမယ်လို့ဥပုပ်ကြီးနဲ့မလိန်ညနဲ့ဒီလိုစိတ်လာကြရတာမလာဘူးကျဲတော့ပြောင်ပြောပါလားသိကြောက်ရကောင်းနေပြီနော်အမတန်ဆိုးရတဲ့ဓမ္မတွေမေ့ရပြင်းထန်လိုက်တာဥမာရမတ်တော့မြင်ဩဓမ္မတွေအတုပပို့တာလည်းလောင်းမမရတွန်းနိုင်ကြဘူးဩသိနေမို့သေသွားချတာပဲမလွန်ဆန်းနိုင်တော့သေရမှာပဲပူလည်းသေရမှာပဲဒါတော့ခင်ဗျားတို့မရဏဥပ္ပိတော့လာတယ်ဟုတ်လားမရဏဥပ္ပိတော့လာပြီးဒီကလာခေါင်းကမဲ့ကန်လို့ရှောင်မယ်ဆိုတဲ့လူကတော့ဩခင်ဗျားတို့အောက်တန်းတရားတော့လာပြီးထက်တန်းတရားမလာပဲဖြစ်တာကြောက်เสียကောင်းနေတာဘာတရားလားအောက်တန်းတရားဟောသူသေးတယ်လို့ချုပ်တော့ခြေဖမ်းနောက်လိုက်ပါပဲသေရအောင်မှာပါပဲဒါကဘာပါလဲအောက်တန်းတရားသမထမရဏဥပ္ပိကိုခေါ်တဲ့ရင်းမိကြဟာကူရောပြန်သေးပြီတို့မသေးရရှာမလဲလို့လာရလားအဲ့ဒီအထက်တန်းတရားကြတာခင်ဗျားတို့ညံမလဲဘူးကဲဥဒ္ဒမောင်တို့သိကျတော့ထူလွန်းနေတယ်သူကတည်းကမထူဘူးလားသူပါလေမှန်တယ်သူပါလေပါကြစမောင်ဗျာတို့လို့ဆရာတော်ကဘာကောင်းနေနေတဲ့ဥစ္စာတကယ်ပြပါကြစမောင်ခိုင်းပြီးတော့ဒီကုမကွာတို့တော့မသေးရရှာမိဒီလိုလောင်းနေကြီးကနေကြီးပွားရေးလုပ်နေရတဲ့အလောင်းချရတယ်ဥစ္စာပါပါလေနောက်တစ်ခါလောင်းချရတယ်နောက်တစ်ခါလောင်းချရတယ်ဒီကြီးပွားလို့ခင်ဗျားတို့ဘာဆုံးကြဒါကြောင့်ခင်ဗျားတို့လူရနာပြည်မှာပဲချင်းချင်းပြရပါလေဆိုတော့မြေကြီးပွားရေးလုပ်တာရှင်းမလားဒုက္ခသိရငြိမ်းရတာပေါ်ပါတော့မယ်လို့ဆိုလို့ရှိရင်ကောင်းမလို့မြေကြီးပွားရေးအာမပေးပါနဲ့သဘောကျလားဘာမပေးရမလဲတခါကျွယ်ခုတခါဓမ္မတွေမှာမြေကြီးပွားရေးအားပေးနေတဲ့တခါဓမ္မမနှဲတော့ဘူးနော်ဒါနဲ့မမြင်ဘူးရဲ့လား2ရက်3ရက်ဖူးရောက်နေတာမြင်မှုပါလားမြင်မှုတော့ဖြင့်ဩဒီတွေမျိုးအတုပပါလားဒုက္ခသစ္စာပါလားဒုက္ခလွတ်ရရှာမပဲဆိုတဲ့အရိယာစိတ်ကလေးများမပေါ်ဘူးလားကွာမပေါ်ပါဘူးခင်ဗျာအမှန်မဲ့စိတ်ခံရမှန်ပါဗျာဟောအမှန်မဲ့တဲ့ပြင်းပါလားဥမာရင်ဘာပြောလိုက်မိတယ်ဘုရားမောင်တို့ဘယ်ရမမင်းကဘယ်နဲ့ပြောလိုက်မိတဲ့ပြင်းပါဆိုတော့မေ့တာပါပါလေဝိဇ္ဇာဖြစ်เสียသင်္ခါရဖြစ်เสียအပေါ်ဝိညာဉ်ကဲခင်ဗျားတို့မေ့တာဩတပည့်တို့ကသာယသမီးစီဝါရောက်မက်ခင်လို့မလုပ်ပြဘူးဗျာမလုပ်ပြဘူးဆိုတော့ဩခင်ဗျားတို့သမင်းညဆရာသမားကတော့ဩငယ်သေးတကူငယ်တော့ဘာပဲကိုရှုံနေသဘောကျလုံးမတည်ကြပါနဲ့သမင်းညဆရာကိုဥမာရင်နားရောက်မနေပါနဲ့အချိန်ပြီးပါသေးတယ်မက်ခင်လို့ညာနာလို့ပါဒကာဓမ္မတို့ဆရာသမားဘယ်လိုဆုံးမလဲအချ
ချိန်မီသေးတယ်အခုအဟုတ်လို့ရဟုတ်ရသေးတယ်